ရခိုင်ပြည်နယ်တွင်းလူမျိုးသုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်ပြီးမြန်မာနဲ့ဂမ်ဘီယာတို့ဟာအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအပြန်အလှန်ရှောက်လဲချက်တွေပေးခဲ့ကြပါတယ်။ဒီရှောက်လဲချက်တွေပေးပြီးမှတော့တရားသူကြီးတွေကအချက်လက်တွေပိုမိုခိုင်မာစေဖို့အတွက်နှစ်ဖက်စလုံးကိုမေးခွန်းတွေမေးမြန်းခဲ့ပြီးရှေ့နေတွေကလည်းနှစ်ဖက်ရည်တည်ချက်တွေကိုအသီးသီးပြန်လည်ဖြေရှင်းခဲ့ကြပါတယ်။ပထမဆုံးဂမ်ဘီယာဘက်ကတင်ပြထားတဲ့သက်သေထွက်ဆိုချက်တွေဟာလူတဦးတည်းကပဲအဖြေတွေအမည်မဖော်ဘဲအဖွဲ့အစည်းသီးသီးကိုပေးထားတာမျိုးတွေမဟုတ်ကြောင်းဘယ်လိုစစ်စစ်အတည်ပြုခဲ့သလဲဆိုတာမေးမြန်းခဲ့ပါတယ်။ The Gambia verified the witness statements received from Legal Action Worldwide and Fortify. Gambia ဟာ Legal Action Worldwide နဲ့ Fortify Rights တို့စီကရတဲ့ထွက်ဆိုချက်တွေကိုအဲ့ဒီအဖွဲ့အစည်းတွေကထွက်ဆိုချက်တွေရယူရမှာအသုံးပြုခဲ့တဲ့လုံထုံးလုံနည်းတွေနဲ့ပတ်သက်ပြီးကျေနပ်မှုရအောင်စစ်စစ်ခဲ့ပါတယ်။သက်သေတွေဟာအမည်မသိတွေမဟုတ်ပါဘူး။ Gambia အနေနဲ့သူတို့ရဲ့နာမည်တွေနဲ့တခြားကိုယ်ရေးအချက်လက်တွေကိုသိရှိပါတယ်။ကျွန်တော်ရှေ့မှာပြောခဲ့သလိုသက်သေတွေရဲ့လုံခြုံရေးအရာသူတို့ရဲ့တောင်းဆိုချက်အရာအမှုတွဲ30မှာနာမည်တွေကိုဖျောက်ထားခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခုကဂမ်ဘီယာရဲ့ဆွဆွဲချက်တွေရဲ့ခိုင်လုံမှုနဲ့တီနီယာထောက်ထားကိုတောင်းဆိုတဲ့မေးခွန်းပါဂမ်ဘီယာဘက်ကဆွဆွဲထားတဲ့ယာနဲ့ချီတဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဘယ်နေရာမှာဖြစ်ခဲ့သလဲဆိုတာတိတိကျကျပြနိုင်ပါသလားလို့မေးခဲ့ပါတယ် As the question recognizes that there are hundreds of instances of sexual violence မေးခွန်းမှာအတိမတ်ပြုထားသလိုပဲလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်အပေါင်းယာနဲ့ချီရှိခဲ့တာမှန်ပါလေဒါပေမဲ့အဲ့ဒီဖြစ်တွေဟာနေရာပေါင်းယာနဲ့ချီမှာဖြစ်ပွားခဲ့တာလို့မဆိုလိုပါဘူးဒါပေမဲ့မြန်မာဘက်ကလက်ခံထားတဲ့နေရာနှစ်ခုလည်းမကတဲ့နေရာတော်တော်များများမှာတော့ဖြစ်ပွားခဲ့တာသိကြပါလေ။ပမောက္ခဆန်ရည်ညွှန်းပြောတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုဟာကြေကြေပြက်ပြက်ဖြစ်ပွားခဲ့တယ်ဆိုတာဟာအချက်လက်ရှာဖွေရေးမရှင် FFMC ကတိုက်ရိုက်ကိုးကားချက်ဖြစ်ပါလေ။အစိုးရအပြုံလိုက်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်အများပြားရဲ့ဒီနေရာတွေကိုတိတိကျကျပြောနိုင်ပေမဲ့ကျွန်တော်တို့မှာဖြစ်အားလုံးပါတဲ့စီးရင်တစ်ခုရှိနေတယ်လို့တော့မဆိုလိုပါဘူး။ဒါကြောင့် FFM ရဲ့တပ်ပြည်အထောက်အထားတွေအရ2019နယ်မြေရှင်းလင်းရေးဆောင်ရွက်ချက်တွေအတွင်းမှာရင်ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်3ခုမှာရှိတဲ့အနည်းဆုံးကျူးကျော်အုပ်စု10ခုမှာအုပ်စုဖွဲ့အာရမကျင့်တာနဲ့လိင်ငါဖျက်တော့တာတွေအပေါ်ဝင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တယ်လို့ကျွန်တော်တို့ပြောပါတယ်ဒီမေကွာတော့အမှုတစ်ခုမှာရွေချက်အမျိုးမျိုးရောထွေးနေရင်လူမျိုးတုံးတပ်ဖြတ်မှုမြောက်မမြောက်ဆုံးဖြတ်တဲ့နေရာမှာဥပဒေအရဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကိုဂမ်ဘီယာဘက်ကဖြေတာပါWhat matters under the Genocide Convention is the intent of the state at the very မျိုးသုံးတပ်ဖြတ်မှုဆိုင်ရာ Convention အောက်မှာတကယ်အရေးကြီးတာတော့ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာကျေးရွာတွေမှာအာဏာပိုင်တွေကဒီဆောင်ရွက်ချက်တွေကိုလက်တွေ့လှုပ်ဆောင်နေတဲ့အချိန်မှာရှိတဲ့နိုင်ငံတော်ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။အပြစ်မဲ့အရပ်သားတွေကိုပါတင်ကြုံတိုက်ခိုက်တာအမျိုးသားတွေနဲ့ယောက်ျားလေးတွေကိုတီးခြားခွဲထုတ်ပြီးတပ်ဖြတ်တာအမျိုးသမီးတွေနဲ့မိန်းကလေးတွေကိုအုပ်စုလိုက်အဓမ္မကျင့်တာကလေးငယ်တွေနဲ့နှုတ်ဆုပ်ကလေးတွေကိုမီးထဲပစ်ထည့်တပ်ဖြတ်တာရိုဟင်ဂျာအင်ဂျီတွေနဲ့ကြေးရွာတွေကိုမိရှို့ဖျက်ဆီးတာဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးဖို့ကြိုးစားတဲ့ဒုက္ခသည်တွေကိုပြစ်မှတ်ထားတပ်ဖြတ်တာအဲ့နောက်ပိုင်း2018အထိလတော်တော်ကြာအောင်ရိုဟင်ဂျာကြေးရွာတွေကိုဆက်ပြီးဖျက်ဆီးတာမြန်မာနိုင်ငံကိုယ်တိုင်ဝန်ခံထားတဲ့အာဆာလှုပ်ရှားမှုမရှိတဲ့ရွာပေါင်း180ကျော်အပါအဝင်မှာပါပြီးတော့ရိုဟင်ဂျာအဆောက်အအုံတွေကိုဘူဒိုဇာနဲ့ထိုးပြီးသူတို့ရှိခဲ့တဲ့အမှတ်အသားတွေအမှတ်ရစရာတွေကိုဖျောက်ဖျက်ပစ်တာရိုဟင်ဂျာတွေနေခဲ့တဲ့နေရာတွေမှာရခိုင်တိုင်းရင်းသားတွေကိုပြန်ပြီးအခြေချခိုင်းတာဒါမှမဟုတ်စစ်စခန်းတွေတိစောက်တာဒါမျိုးတွေလုပ်နေတဲ့အချိန်မှာရှိနေတဲ့နိုင်ငံတော်ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။မြန်မာဘက်ကိုမေးမြန်းထားတွေကတစ်ခုကတော့အာဆာတိုက်ခိုက်မှုတွေရဲ့သဘောတဘာဝကိုဘယ်လိုသတ်မှတ်လဲဆိုတာအပါအဝင်စစ်စေးရေးတွင်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေဟာမှန်ကန်မှုရှိမရှိနဲ့ကိုယ့်ဘက်ကတိုက်ခိုက်မဲ့သူတွေကိုဘယ်လိုခွဲခြားခဲ့လဲလို့မေးခဲ့ပါတယ်။ According to the Gambia's own expert witness, Professor Newton, ဂမ်ဘီယာဘက်ကတင်တဲ့ကျွမ်းကျင်သက်သေပမောက္ခနျူတန်ရဲ့အဆိုအရ2019ဩဂုတ်လမှာအာဆာဟာသဘုံထားမှုတစ်ခုမှာပါဝင်ပတ်သက်နေခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအဖွဲ့ဟာရဲကင်းစခန်းတွေနဲ့တခြားနေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့လည်းသူကမှတ်ချက်ပြုခဲ့ပါတယ်။သူကအဲ့ဒီအခြေအနေကိုပြင်းထန်တဲ့သဘုံထားမှုတစ်ခုအဖြစ်ဖော်ပြခဲ့ပါတယ်။ a serious insurgency. ပမောက္ခနျူတန်ရဲ့မှတ်ချက်တွေဟာမြန်မာနိုင်ငံရဲ့အကဲဖြတ်ချက်နဲ့ကိုက်ညီနေပါတယ်။2016နဲ့2019ခုနှစ်တည်းအတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာမြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုမှန်မှန်ကန်ကန်နားလည်နိုင်မှုအတွက်အာဆာရဲ့အရေးကြီးမှုကိုဒီအမှုတစ်လျှောက်လုံးမှာမြန်မာနိုင်ငံကအလေးပေးပြောကြားခဲ့ပါတယ်။ဒါအပြင်2019ခုနှစ်ဩဂုတ်လ25ရက်နေ့မှာဒီအဖွဲ့ရဲ့ကြီးမားတဲ့ချိန်ချောက်မှုတွေကိုလည်းထပ်တလဲလဲအလေးပေးပြောကြားခဲ့ပါတယ်။နောက်တစ်ခုကအရသားတွေကိုအကာအကွယ်ပေးမှုဆိုင်ရာမေးခွန်းပါIn relation to that first wave,
အဲ့ဒီပထမလိုင်းနဲ့ပတ်သက်ပြီး2016ခုနှစ်အောက်တိုဘာလ9ရက်တိုက်ခိုက်မှုတွေအပြီးနောက်ဆက်တွဲနှစ်ပတ်အတွင်းရခိုင်တိုင်းရင်းသား3000လောက်အိုးအိမ်စွန့်ခွာခဲ့ရပြီးမောင်တော်ဘူးတီတောင်နဲ့စစ်တွေမျိုးတွေကဖုန်ကြီးကျောင်းတွေနဲ့ကျောင်းတွေနဲ့စခန်းတွေမှာနေထိုင်ခဲ့ကြပါတယ်။စစ်စင်တချို့မှာသူတို့ကိုစစ်တပ်ကရဟတ်ရင်နဲ့ဘေးကင်းရာဒေသတွေကိုရွှေ့ပြောင်းပေးဖို့ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ Their evacuation to areas of safety by ကျ helicopter. မရဲ့တင်ပြချက်ထဲမှာအစောပိုင်းကပြောခဲ့တဲ့အာဆာရဲ့လှုပ်ရှားမှုတွေအထူးသဖြင့်သတင်းပေးတွေနဲ့မွတ်စလင်မဟုတ်တဲ့အရက်သားတွေကိုတပ်ဖြတ်မှုတွေဟာလူအတိုင်းဝိုင်းအတွင်းတင်းမာမှုတွေကိုမြင့်တက်စေခဲ့ပါတယ်။ဒါဟာ2019တိုက်ခိုက်မှုတွေမတိုင်ခင်သတင်းပတ်တွေမှာမြန်မာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ရခိုင်ရောဘင်္ဂလီလူအတိုင်းဝိုင်းနှစ်ခုလုံးကအရက်သားတွေကိုကာဝယ်ဖို့အစီအမံတွေဆောင်ရွက်ခဲ့တယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာအားဖြင့်ချွတ်ပြင်ရွာမှာနှစ်ဖက်အုပ်စုတွေကြားလက်နက်ကိုင်ရင်ဆိုင်တွေ့မှုတွေကိုမြန်မာလုံခြုံရေးတပ်ဖွဲ့တွေကဝင်ပြီးတင်းမာမှုတွေဖြေလျှော့ပေးခဲ့ပါတယ်။အခြေအနေကိုထိန်းချုပ်ဖို့နဲ့ပြည်ပခရောပါသွားစေဖို့စစ်တပ်နဲ့နေစားဆောင်ရဲတပ်ဖွဲ့တို့ဟာကြားဝင်ပြီးအတူတကွပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကတင်ပြတဲ့အာဆာဆိုင်ရာအစီရင်ခံစာနဲ့သတင်းအချက်လက်တွေကိုတရားရုံးကအကောင်းဆုံးနဲ့အခိုင်လုံဆုံးသက်သေတွေဖြစ်ဘယ်လောက်ထိအလေးထားစဉ်းစားပေးသင့်တယ်လဲဆိုတာကိုလည်းမေးခဲ့ပါတယ် Myanmar's position is that it is not required to prove မြန်မာနိုင်ငံရဲ့ယက်တီချက်ကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းကအာဆာရဲ့ဖွဲ့စည်းပုံအင်အားနဲ့လှုပ်ရှားမှုတွေကိုတက်တည်ပြဖို့မလိုအပ်သလိုမြန်မာနိုင်ငံအနေနဲ့တက်တည်အထောက်အထားတွေအပေါ်တခြားရွေးချယ်စရာကြိုးကြောင်းစီလျော်တဲ့ကောက်ချက်ကိုအကြံပြုဖို့ဒါမှမဟုတ်တက်တည်ပြဖို့မလိုအပ်ပါဘူးဒီအစား convention ကိုဖောက်ဖျက်တယ်လို့ဆွဆွဲချက်တွေအပေါ်ဥပဒေကြောင်းအရအချက်လက်အားလုံးကိုတက်တည်ပြဖို့တာဝန်ဟာဂမ်ဘီယာနိုင်ငံမှာပဲရှိတာဖြစ်ပြီးဂမ်ဘီယာဟာမြင့်မားတဲ့တက်တည်ပြမှုစံနှုန်းကိုလိုက်နာရမှာဖြစ်ပါတယ်ဒီနောက်ဆုံးတင်သွင်းချက်တွေအပြီးမှာတော့ပြည်ပဆိုင်ရာတရားရုံး ICJ အနေနဲ့အမှုပေါ်စတင်သုံးသပ်ဆုံးဖြတ်တော့မှာဖြစ်ပါတယ်တရားရုံးရဲ့အပြီးသက်ဆုံးဖြတ်ချက်ကိုတော့အများပြည်သူရှေ့မှောက်မှာပဲတရားဝင်ချသွားမှာဖြစ်ပြီးအဲ့လိုဆုံးဖြတ်ချက်ချမှတ်မဲ့နေ့ရက်ကိုတော့တင့်တော်တဲ့အချိန်မှာကြီးညာမှာဖြစ်တယ်လို့တရားရုံး